ကမ္ဘာအပြင်ဆုံးအစိတ်5ခုနံပါတ်5 Fleet Tyson ဒီအစိတ်တွေကတော့ဇီဝတက်ဆိုတဲ့အကောင်တွေမှာတွေ့ရပါတယ်ဒီကောင်တွေကပင်လယ်ရေအောက်ကျောက်စွန်တွေမှာကက်တွေကနေထိုင်ကြပြီးသိငယ်တဲ့အကောင်တွေပါသိငယ်ပေမဲ့သူတို့ကိုထိမိလိုက်တာနဲ့ပေးဖိအားကြတာနှလုံးရက်တာအသက်ရှင်မရတာအပြင်ရိုးနဲ့ကြက်သားများထိချုံမရတာအထိအချင်းအနေနဲ့တည်းမှာဖြစ်ပေါ်စေပြီးဂျပန်အင်ဒိုနီးရှားဖီဂျီဘရာဇီးနိုင်ငံတွေမှာအများဆုံးတွေ့ရပါတယ်နံပါတ်4ကိုနိုတိုင်ဇန်စိတ်ကိုတော့ခိုးစနစ်ဆိုတဲ့ခုံမခယူတွေမှာတွေ့ရပါတယ်ဒီခယူတွေရဲ့စိတ်ထုတ်လို့မှုကတော့သူတို့ရဲ့ခန္ဓာကိုယ်မှာပါရှိတဲ့အဆွေလိုအချွန်တစ်ခုကနေထုတ်လွှတ်တာပါဒီစိတ်တွေဟာလူတွေရဲ့ခန္ဓာကိုယ်ကိုရရှိလာမယ်ဆိုရင်တော့ကြက်သားတွေရဆိုင်တာအပြင်အုံနှောင်းနဲ့အာရုံကြိုးတွေကိုပါပျက်စီးစေပြီးအချင်းနည်းငယ်ပြမှာပြေဆုံးသွားနိုင်ပါတယ်ဒီခိုးစနစ်ခယူတွေကတော့ဖိလစ်ပင်းအင်ဒိုနီးရှားဩစတြေးလျဖီဂျီနဲ့ထိုင်းလန်တွေမှာတွေ့ရပြီးအများဆုံးတွေ့ရတာကတော့ဖိလစ်ပင်းမှာဖြစ်ပါတယ်နံပါတ်3 Hakuro Tyson အစိတ်ကိုတော့ကျွန်တော်တို့နဲ့တိတ်မစိမ့်တဲ့ Ufa Fish ဆိုတဲ့ငပူရင်းတွေမှာအများဆုံးတွေ့ရပါတယ်ဒီ Hakuro အစိတ်တွေဟာငပူရင်းတွေရဲ့ကိုယ်ပိုင်အဆင့်မဟုတ်ပဲအစားအစာနဲ့ရရှိလာကြတာပါဒီစိတ်တွေဟာဘက်ထရီအတစ်မျိုးဖြစ်ပြီးငပူရင်းတွေရဲ့ပိတ်ဦးအမီးနဲ့အရိုးတွေမှာရှိကြပါတယ်ကျွန်တော်တို့ဟာအစားအစာအနေနဲ့မိုင်းလာစမ်းမိသွားခဲ့ရင်အသက်ရှူကြတာနဲ့ကြွသားတွေပေတာဖြစ်ပြီးအနည်းဆုံးမိနစ်30ကနေ6နာရီအတွင်းမှာပြေးစင်နေပါတယ်ငပူရင်းတွေကိုနိုင်ငံတော်တော်များများမှာစားသုံးတာတွေမရှိကြပေမဲ့ငပူရင်းတွေအများဆုံးတွေ့ရတဲ့ဂျပန်မှာတော့ဖူဘူလို့နာမည်ပေးပြီးအစားအစာဖြစ်စားသုံးကြတာပါနံပါတ်2မိုက်တူဟိုင်ဆန်အစိတ်ကလည်းကမ္ဘာအပြည့်စုံအစိတ်တွေထဲကတစ်ခုဖြစ်ပြီးပမာဏအနည်းငယ်လောက်နဲ့ပဲသိစေနိုင်တဲ့အစိတ်မျိုးပါဒီအစိတ်တွေကတော့ Koi Fish ဆိုတဲ့လက်ပါတဲ့ရောင်စုံငါးလေးတွေမှာအများဆုံးတွေ့ရပါတယ်ဒီစိတ်တွေကလည်း Koi Fish ငါးတွေရဲ့ကိုယ်ပိုင်အစိတ်တွေမဟုတ်ပဲ Gabiudescus ဆိုတဲ့ပင်လယ်ရေမျိုးဘက်ထရီရဲ့ကောင်တွေကိုစားသုံးခြင်းကနေရရှိလာကြတာပါလူသားတွေအနေနဲ့ Koi Fish ငါးတွေကိုအနည်းငယ်စားမိုံနဲ့နှလုံးပျက်စီးတာသွေးကြိုးကျက်တာတော့ဖြစ်ပြီးအချင်းအနည်းငယ်မှာပြေဆုံးစေနိုင်ပါတယ်ဒီငါးတွေကတော့ USA ရဲ့ Hawaii ကျွန်းတွေမှာအများဆုံးတွေ့ရပြီးအစိတ်ဖြစ်စေမရှိသေးဘူးလို့လည်းသိရပါတယ်နံပါတ်1 Barakudaisen ဆိုတဲ့အစိတ်ကတော့ကမ္ဘာအကျဉ်းဆုံးအစိတ်အမျိုးအစားတစ်ခုပါဒီအစိတ်ဟာကမ္ဘာမှာရှိတဲ့အစိတ်တွေအလုံးထက်အစနေရာတိပြင်းတယ်လို့သုတေသနတွေကဖော်ပြထားပါတယ်။ Barakudaisen အစိတ်တွေဟာပမာဏပေတဝန်းလောက်ဆိုရင်တောင်မှပေးစင်နိုင်တဲ့အထိပြင်းပါတယ်။ဒီအစိတ်တွေကတော့ Golden Pfizer Force ဆိုတဲ့မှတ်တဲ့အကြောင်းအသေးရှိတဲ့ဖားတွေမှာအများဆုံးတွေ့ရပါတယ်။သူတို့ရဲ့အစိတ်တွေကတော့တခြားမဟုတ်ပဲသူတို့ရဲ့ခန္ဓာကိုယ်ကအချွေးရည်တွေပါ။ဒီအစိတ်တွေကိုသက်ရှိတွေအနေနဲ့နည်းနည်းလေးထိမိယူနေတဲ့နှလုံးပျက်စီးတာကြွသားတွေတေးတာအပြင်အာရုံရိုးတွေပျက်စီးတာအထိဖြစ်ပြီးအချင်းအနေငယ်မှာပင်သိစေနိုင်ပါတယ်ဒီ Golden Pfizer 4 ဖားတွေတော့ Calavia မိုးတစ်တိုးတွေမှာအများဆုံးတွေ့ရပြီးအစိတ်ပြေစေလုံးဝမရှိတဲ့အတွက်ဒီဖားတွေကိုထိမိပြီးဆိုတာကတေဖို့လမ်းကိုပဲရွေးကြရမှာဖြစ်ပါတယ်အဆုံးလေးကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဟေးနိုင်ပါ